အခုမှဒီပုံကိုစားဆွဲပြမယ်နော်ဒီပုံလေးမှာဆိုရင်အမတို့ပထမဆုံး unit လောက်မယ်ဆိုလို့ရှိရင် unit ကသူကပေလက်မတွေမပါဘူးအပိုင်းကိန်းနဲ့ဆိုတော့ function နဲ့အဲ့တော့ u and enter အပြင်နော်သူက function နဲ့ပြီးတော့အပိုင်းကိန်းကိုကြည့်မယ်အပိုင်းကိန်းမှာဆိုလို့ရှိရင် by 8နော် 1 by 8ပေါ့ by 8ဒီ by 8တွေကအနည်းဆုံးဖြစ်နေတော့ဒါကြောင့်အမတို့အနည်းဆုံးရွေးမယ်ဟုတ်ပြီနော်အဲ့တော့ 1 by 8ကိုရွေးလိုက်မယ်1 by 8ပြီးတော့ fraction နဲ့ဆို millimeter အနည်းဆုံးဟုတ်ပြီနော် okay အဲဆိုရင်ဒီပုံထားဆက်မယ်ဒီပုံဆက်မယ်ဆိုရင်ဘယ်ကနေစားဆက်မလဲဆိုဒီစဝိုင်းလေးကနေမှစားဆက်မယ်အဲ့တော့ c enter ကဘယ်လောက်လဲဆို radius တန်ဖို့ 1 by 2 enter ဒီစဝိုင်းလေးရပါပြီဟုတ်ပြီနော်ဒီစဝိုင်းလေးရပါပြီဆိုလို့ရှိရင်နောက်တစ်ခုဒါဒီစဝိုင်းကဒီစဝိုင်းအောင်တယ်မယ်နော်ဒီစဝိုင်းအောင်ဆက်ပြီးတော့အမှ line လေးတစ် line ဆွဲလိုက်မယ်သူကဒီကနေပြီးတော့ဒီအောက်တက်တဲ့ဒီစဝိုင်းရဲ့ဒီအောက်နာတက်တဲ့ကကြတော့2 1 8ရှိတယ်ဒီဘက်က2ရှိတယ်ဟုတ်နော်အဲ့တော့ဒီစဝိုင်းလေး line တစ် line တယ်မယ်enter စင်တာကနေပြီးတော့အောက်တက်တဲ့ကို2 1 8ဆိုတော့ကိန်းရောဆိုတော့2 1 by 8 enterမင်းဒီဘက်ကကြာတော့ဘယ်လောက်ရှာဆို2ရှိတယ်2 enter အဲ့ဒါသူရဲ့ဒီစဝိုင်းလေးရဲ့စင်တာရမယ်ဟုတ်ပြီနော်အဲ့တော့ c enter ဒါဘယ်လောက်လဲဆိုတော့ diameter တန်ဖိုး d enter 3 by 4 enter ဟုတ်နော်အဲ့ဒါဒီစဝိုင်းလေးရအောင်မယ်ဟုတ်နော်ဒီစဝိုင်းလေးရပြီဆိုအမတို့ဒီစဝိုင်းယူဆွဲမယ်နော်ဒီစဝိုင်းယူဆွဲဖို့အတွက်ဆိုလို့ရှိရင်သူကဘယ်လောက်လဲဆိုတော့ radius တန်ဖိုး 17 by 8ဟုတ်ပြီနော်ဒီစင်တာကနေဆွဲမယ်ဆိုတော့ c enter ဒီကနေ radius တန်ဖိုး1 minus 7 by 8 enter ဟုတ်ပြီနော်အဲ့ဒါဒီစဝိုင်းရပါဒီစဝိုင်းရဆိုလို့ရှိရင်ဒီအပေါ်စဝိုင်းကြီးကိုဆွဲမယ်အပေါ်စဝိုင်းကြီးဆို c enter ဒီကနေပြီး center တော့ဘယ်လောက်လဲဆို radius တန်ဖိုး1 by 2 1 minus 1 by 2 enter ဒီလိုမျိုးရပါဟုတ်ပြီနော်ဒီမျိုးရပါဆိုရင်သူတို့နှစ်ခုကိုအမားတန်းကြံမြင်နေဆွဲလိုက်မယ် line and enter တန်းကြံမြင်ကိုခေါ်မယ်တန်းကြံမြင်ခေါ်ဖို့ဆိုရင် shift right click ဟုတ်ပြီနော်တန်းကြံဒီစဝိုင်းမှာဆက်ထည့်မယ်ပြီးဒီဘက်မှာလည်း shift right click တန်းကြံဟုတ်ပြီနော်တန်းကြံမြင်နေဆွဲပြီးဆိုရင်ရိုးရိုး line နဲ့ဆွဲလို့မရဘူး shift right click နှိပ်ပြီးတော့တန်းကြံမြင်ခေါ်ပြီးမှဆွဲလို့ရမယ်အဲ့ဒါဒီစဝိုင်းမှာဒီမြင်ရပါမယ်ဟုတ်ပြီနော်မြင်ရပြီဆိုလို့ရှင်ပြီးရင်ဒီကနေပြီးတော့ဒီညင်တစ်ကြောင်ထွက်မယ်နော်ဒီစဝိုင်းအပေါ်ကနေထွက်မယ်quadrant လို့ခေါ်တယ် quadrant နေပြီးတော့ထွက်မှာအဲ့တော့ line ပဲဆွဲမယ်ပထမတော့ကအမဒီ line ဆွဲထားတယ်ဒီ line ဆွဲပြီးတော့နောက်တစ်ခေါက် line ထပ်ဆွဲမယ်ဆိုတဲ့အခါကြလို့ရှိရင် enter ရေးစရာမလိုတော့ enter တစ်ခါလေးတန်းနှိပ်လို့ရတယ် enter ဒီမှာ quadrant ဆိုပြီးပေါ်နေလိမ့်မယ်အဲ့ကနေထိလိုက်မယ်ဒီဘက်ထိညင်တစ်ကြောင်ဆွဲချလိုက်မယ် enter ပြီးရင်အောက်မှာလည်းညင်တစ်ကြောင်ထပ်ဆွဲချမယ် enter ဟုတ်ပြီနော်ပြောလို့ရှိရင်ဒီမှာဒီစဝိုင်းရဲ့ quadrant ကနေပြီးတော့အောက်ကိုဒီကနေပြီးဒီစဝိုင်းဒီမြင်းကြောင်တီကိုညင်တကြောင် enter ဟုတ်ပြီနော်ပြောရလို့ရှင်အမမလူပါလေးထွင်မယ်ဒီ enter နောက်ဆိုရင်ဒီစဝိုင်းကြီးမလို့ဒီရမလို့မလို့ပေါ့ပြီးဒီရိုင်းမလို့ဒါတချောင်းလုံးကမှတော့မဖြစ်တော့ပြီးအမဒီမှာဒီ white လေးကိုဆွဲမယ်ဟုတ်ပြီနော်ဒီ white လေးကိုဆွဲဖို့အတွက်ဆိုလို့ချင်းအမ face လက်ချိုးမှာ wine လေးဖြစ်အောင် face လက်ချိုးမယ်အဲ့တော့ enter face လက်ချိုးလို့ချင်း radius တန်ဖိုးပဲရှိရေကွာ radius တန်ဖိုးပဲရှိဒီမှာအမ diameter နဲ့မှားပြီးရေးထားအဲ့တော့ radius တန်ဖိုးကိုပါကိုမှန်းမယ်နော် diameter 1/2 ဟုတ်ပြီနော် diameter 1/2ဆိုလို့ချင်း radius ကသူ့ရဲ့တစ်ဝက်ဆိုတော့ 1/4 နားလေးကိုကလင်မယ်ဒီနားလေးကိုကလင်မယ်စင်တာဟုတ်နော်အမင်းဒီမြင်ရမလို့တော့ဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုဒီပုံလေးရမယ်ဟုတ်နော်ဒီမှာအမလားဒီမှာ diameter နဲ့အမပေးထားလို့
ဟုတ်ပြီနော်အဲ့တော့ diameter က 1.2 ဆိုရင် radius ကသူ့ရဲ့တစ်ဝက်ဆိုတော့ 1.4 ရှိမယ်ဟုတ်ပြီနော် 1.4 နဲ့လောက်လိုက်တယ်ဒါဆိုဒီပုံလေးတစ်ချက်ဆက်ပြီနော်